အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Rambe ဖြစ်ပါတယ်ဒီနေ့ရင်တော့ဆော့ခဲ့တဲ့100 day survival လို့မျိုးကျွန်တော်ဒီနေ့ဆော့ပြပေးသွားမှာဖြစ်ပါတယ်ကဲစလိုက်ရအောင်ကျွန်တော်နားလေးမှာစပိုးနေအဲ့တော့ကျွန်တော်ဘေးနားတပင်တော့ခေါ်မယ်နောက်ပိုင်းမှာရန်ကုန်မှာမိုက်တယ် structure ပေးတယ်တကယ်လုံးဝကိုမှ secret high ကိုလောက်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးစကင်ကျွန်တော်ရင်ဆိုတပလင်ခေါ်လိုက်ပါဦးမယ်ကဲတပင်က4တုံးလောက်ဆိုလောက်ပြီအဲ့တော့ပေးနှမ်းကြည့်မယ်ဘာတွေရှိမလဲကြည့်မယ်ပြီးရင်သွားမယ် let's go သွားတာကျွန်တော်ဒီနားလေးမှာတွေ့တဲ့နားလေးမှာခေါ်ရှင်တော့ဘာလေးလည်းမသိဘူးနွားလေးဟာ marshmallow နော်လားအော်မဟုတ်ပါဘူးဒါက fashion နောက်ဆုံး fashion ဆိုတော့နောက်ဆုံး fashion ဆိုတော့ကျွန်တော်ဒါလေးကအဲ့လိုဖြစ်သွားတယ်ထင်တယ်ကဲတော့ကဲအဲ့နွားလေးကိုတော့တတ်လိုက်ပါဦးမယ်နားမှာအာယုံပါလားနော်မတတ်ခင်အာယုံရင်ယူမယ်ကျွန်တော်နည်းနည်းတောက်ကိုခြေလိုက်ပဲအေးမှားနေပြီအာရပြီတခြေလိုက်ပြီပြီးတော့ကျွန်တော် crafting တွေပဲ craft ပဲတုတ်ချောင်း၄ချောင်း crafting တွေပဲတစ်ခုပြီးရင် crafting တွေပဲကိုချမယ်ပြီးရင်wooden pick နဲ့ wooden h ကို craft လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီ crafting တွေပဲလို့ပြန်သိမ်းလိုက်မယ်သိမ်းပြီးဒီနာအယုံကိုတူးမယ်ဒါပေမဲ့အယုံကကျွန်တော်အနေနဲ့ကြောက်တုံးနဲ့တူရမှာဖြစ်တဲ့ကြောင့်မလို့ကြောက်တုံးလေးရှင်ရှာရအောင်မယ်အဲ့တော့ကြောက်တုံးလေးကိုရှင်တူးမယ်1 2 3 44ဆိုတော့ရလောက်ပြီချင်းပြန်သွားလို့လည်းမရသေးကွာ crafting တွေပဲအမှလမ်းချလိုက်ပဲသွားလာသွားလို့မရသေးအေးရပြီပေါ်ပြန်တက်လို့မရသေးဘူးအပေါ် block ဖြတ်လိုက်အောင်မယ်ကဲရပြီဆိုတော့ပေါ်ပြန်တက်မယ်ညီစုံဒီဘီနာဟာလေညောက်ကဘီနာချလို့မရဘူးလားဟိုရေထဲမှာဆိုချလို့မရဘူးထင်တယ်ဆိုတော့ထားလိုက်ပါနားလေးပဲချလိုက်တော့ရော့ပြီးတဘလော့နဲ့ကပြီးပေါ်ပြန်တက်ပြီးတော့ကျွန်တော်ညီစုံတုတ်ချောင်းရေလောက်ဝင်ပြီးရင်ကျွန်တော် wooden picket ခရလိုက်ပါမယ် stone picket ခရလိုက်ပါမယ်ပြီးတော့ကျွန်တော်ဒီနားလေးကအာယုံလေးကိုတူးမယ်ပေါ့နော်ကဲတူးတာဘက်မှာတတုံးရှိသေးဟာအဲ့ဘက်ကတတုံးလည်းထပ်တူးလိုက်ရော့ရအဲ့တော့အာယုံက2တုံးလောက်ပဲရလိုက်တယ်2တုံးဆိုပါလို့ရလောက်တော့ထားလိုက်တော့ crafting table ထဲမှာ craft ရရှိတာကို craft ဖို့အတွက်ကျွန်တော် crafting table ပြန်ယူခဲ့တယ်ပြီးတော့နောက်တစ်ခုထပ်တွေ့ရဒါပေမဲ့ဘာမှမရှိဘူးMinecraft ထဲမှာနောက်ဆုံးပါရှင်းမှာထောင်းပါလားမသိဘူးတော့မိုက်တယ်ကျွန်တော်တပင်farmer အဲ့တုံးကိုထည့်ထားတဲ့ကြောင့်မလို့တပင်အစ်စ်ကပါလာပေါ့နော်တော့တပင်လေးခေါက်လိုက်မယ်တပင်ရောင်ကမစိုးဗျလှတဲ့ထဲမှာလည်းပါတယ်ဟွာနဲ့အစိမ်းကိုရောတာဆိုတော့ဒါဘာပင်လဲကိုမသိဘူးအဲ့တော့ဒီတပင်ခေါက်ပြီးဆိုတော့သွားမယ်ပေပတ်သွားရင်ကောင်းမလဲဒီတပင်ရှင်ခုတ်လိုက်မယ်အဲ့မှာနောက်လိုရဲ့ခါကျရင်ရမှာကဲတပင်လေးခုတ်လို့ပြီးပြီဆိုတော့ပေပတ်သွားရင်ကောင်းမလဲဟိုတေချာကြည့်လိုက်စမ်းဘာလေးလဲဘဲလေးပဲဘဲကထားလိုက်တော့ဒီဘက်ကနောက်ဘက်ကိုပဲသွားလိုက်တော့ဒီမှာခုတိုင်းမဲ့ရှိတော့ရန်သွားခြင်းပြင်းတယ်ဒီမှာတိုးတစ်ခေါက်တွေ့ရညူရောင်လေးဒါပေမဲ့လွတ်ပလိုက်နောက်ပိုင်းဒီမှာတော့ရန်နေများတယ်ဖြစ်နိုင်ဒီရောက်မှာ keep ဆိုတော့ခုံစင်းကွာရောဟုတ်သေးရောသွားဟုတ်ပါခုနအာယုံတွေ့လိုက်သလားအာယုံပဲအောင်သွားအာယုံမှာအာယုံတွေ့အာယုံတွေ့အာယုံတူးမယ်ဘယ်လောက်ရ4 လုံးလောက်ရမယ်ချင်းဘေးနားလေးနဲ့ပါကြည့်လိုက်
အပေါ်တို့ပါတော့မှာအောက်အာယုံနေရှိနိုင်သေးတယ်ပို့လိုမဲကြောက်တုံးလေးတူးသားလိုက်ကြောက်တုံးလေးနောက်ပိုင်းမှာလိုရင်းလိုလာမှာပေါ့ဖန်မင်းဖို့အာယုံကျိုးအတွက်လည်းလိုမှာအဲ့တော့ထားကြလိုက်ရောက်မှာလာဗာရှိတယ်လာဗာရှိတော့မစင်းကျင်ဘူးဆိုပေမဲ့နောက်ပိုင်းမှာလည်းဆင်းရမှာပဲလေအဲ့ဒီမှာအရင်ဆုံးကောပါတွေ့ရယ်ကောပါတူးလိုက်ပြီဖုံကဲကောပါဘာကောင်းရင်လည်းမသိဘာကောင်းမှတော့မရှိဘူးကအိုးရိတ်ကမိုက်တယ်ဟာရွေးနေကဲဒီထဲမှာအာယုံရှိမလားရှာမယ်အာယုံတွေ့ကဆိုလာပေါ်ပဲပြန်တတ်တော့ရော့ကဲပေါ်ပြန်ရောက်ပြီဒီဘက်ကလာဗာရှိရဆိုရင်လည်းအာယုံတို့ဘာလို့ရှိနိုင်လဲအဲ့တော့ဒီအောက်ကိုဆင်းရမယ်အောက်ကိုဆင်းဖြစ်စင်တာလာဗာနဲ့မထိပြီးအောင်တခြားလေးလောက်ပါရကောပါလေးတူးလိုက်အောင်ကောပါညာရလောက်ရပြီကောပါရပြီပေါ်တက်ရအောင်ရပြီပေါ်လဲရောက်ပြီအောက်ကိုကြည့်အောက်ကအာယုံရှိလောက်လားအာယုံမရှိဘူးဒီအောက်ဝယ်ဆင်းသွားလိုက်ပါမယ်ဟိုဘက်ကအာယုံရှိလောက်မှပတ်ရအာယုံနဲ့ရကွာအဲ့တော့အဲ့ဘက်ကိုသွားမယ်ပြန်နားလေးကိုထားလိုက်ကောင်းမယ်နားလေးကိုထားလိုက်မယ်ကွာအဲ့တော့ပြီးရင်ဒီဘက်ကိုကြောက်တော့နဲ့တူးလိုက်မယ်တူးတာပြီးရင်ဟိုဘက်ကိုကြောက်တုံးလေးနဲ့ချလိုက်မယ်โอเคဒီဘက်ချလို့မရနော်ချလို့မရဒီဘက်ချပြီးရင်ဒီဘက်နဲ့ချရပြီပြီးအောက်ကိုဖြစ်စင်ရပြီသွားကဲဒီဘက်အာယုံတွေ့မလားတော့မသိဘူးဟေးအာယုံလားမသိဘူးဟေးအာယုံတွေ့အရင်ဆုံးအောက်ဖြစ်ချင်းစင်ရမယ်ရော့ကွာအေးဘာမှမပြောဘောမှာအာယုံရှိရအဲ့တော့ဘယ်နဲ့လေးမှာပါကောင်းမှမရှိဘူးဆိုရင်အဲ့ဘောကိုအေးဆေးလေးတက်လို့ရတယ်အဲ့နာမှာနော်ဒီနာမှာဆိုတော့ဒီအောက်ကနေတက်ရုံပဲဘယ်လောက်မြင်လဲမသိဘူးတက်လာ1 2 3 4 5 6 8 8လောက်ပဲမြင်တာပါဒါကများလေးရပါစေဘယ်တော့ရနေတယ်ဟာနေတော့တုံးလေးလက်ကကြောက်တုံးနေလေပို့ပဲတော့ခုံမချတော့တူးခဲ့လိုက်အေးအာယုံတွေ့ပြီညဟိုဘက်အပါကောင်းနေရှိတယ်ဒါပေမဲ့အာယုံတွေ့ရကပြန်တွေ့ပါပဲကြက်တွေ့ပါပဲကဲဒီမှာကျွန်တော်ဇမီရှိလို့ကျွန်တော်ဒီဘောပြောင်းတာပေါ့နော်ဒီမှာကအာယုံတွေ့ရခဲ့ပြီးတော့အဲ့အပြင်ကမှဒိုင်းမုံရခဲ့ပါသေးတယ်ဒီမှာတော့အာယုံနေကျူထားရပါတော့အာယုံဒီမှာကောပါကအရင်ကြီးမမြောက်ဆိုမှလို့ညားတယ်ဒီမှာပါပြီးတော့ဒီမှာဒိုင်းမုံရခဲ့ပါပြီဒိုင်းမုံရခဲ့တော့ကျွန်တော်ဒိုင်းမုံနဲ့ဘာလို့ရမလဲစဉ်းစားနေပေါ့နော်ဒိုင်းမုံက9000လေးဆိုတော့ဘာမှကောင်းကမရနိုင်ဘူးเนาะအဲ့တော့ဒီဝေးနာကိုသွားမယ်ပြီးတော့အာယုံက6တုံးကောပါ6တုံးအဲ့တော့ပေါ်မှာကမိုးလင်းပြီလားမသိဟာမိုးလင်းဟာအဲ့လေမိုးပေါ်ပြန်တက်အောင်တာမရှိကောင်းရှိလားကြည့်မယ်အေးမရှိဘူးအောက်ဆိုအောက်အေးစစ်စင်လို့ရအိုးမအာယုံများရနေပဲအဲ့တော့ crafting table ကိုချမယ်ပြီးရင်တော့အာယုံမ crop ပါမယ်ဘာရင် diamond လောက်လိုက်ကောင်းမလားပြီးတော့ pick cap ပဲလောက်လိုက်မယ်နော် pick cap ကပြီးမှလောက်ပါမယ်အဲ့တော့အာယုံမှာတစ်ခွေရပြီအာယုံနဲ့ထပ်ယူလိုက်မယ်ကောပါကအများကြီးရထားအဲ့တော့ဒီမှာက
ကိုပါမှာလှုပ်လိုက်ကောင်းလားတော်ပါဘာလှုပ်တဲ့နော်ဘာလှုပ်ရင်ကောင်းမလဲစဉ်းစားမယ်ကွာအိုးဘလို့အသက်တွေပါလာနော်ဒါက Minecraft version တက်မလို့လားမသိပြီးတော့တသားလေးရှင်ဆုံးယူလိုက်မယ်တော့တိုင်းကတခုပြီးရင်ဘာလုပ်တင်လဲအမ water pick လောက်ပဲ water pick လောက်ကိုအယွန်းနဲ့ရှူလိုက်မယ်ကွာရှူပြီးတော့ကျွန်တော် water pick ကိုပြီးမှလွတ်လိုက်ရနော်ရောဖနက်ရင်လောက်လာမယ်ဖနက်ကလည်းလကလွတ်ရှုပ်တယ်ရောရှူလိုက်မယ်ပြီးတော့ဖောင်းမိရတယ်ဟုတ်တယ်ဖနက်ကိုတော့ဝင်စားပေါင်းမိရနော်ပေါင်းမိရတော့မကအယွန်းရနေရတယ်ကွာအဲ့တော့ဒီမှာကဘာလောက်တင်လဲစဉ်းစားလိုက်မယ်ဘာလောက်တင်လို့လဲဘာလောက်တင်တယ်လို့ထင်လဲအယုံကတော့ဆောင်းရမယ်အဲ့တော့ဒီအချိန်လေးကိုနည်းနည်းစပိတ်တိုးလိုက်ပါမယ်1 2 3 go စပိတ်ရလိုက်တာကနည်းနည်းတိုးသွားတဲ့တောင်းပန်ပါတယ်အရင်ဆုံးတော့ဒီမှာတော့ကျွန်တော်အယုံနေရသွားပါပြီကဲအဲ့တော့အယုံ full armor ကွာ yes လုံးဝမိုက်သွားအုတ်ထုပ်ကအပိုတစ်လုံးလုံးပြီးသွားတယ်အဲ့တော့ထားလိုက်တော့မယ်။အိုးငါရန်ကိုကျေကွာချမ်းသာနေရော့ကွာနှုတ်ပလိုက်ပြီဟာထားလိုက်ပါတော့ကွာယူတော့ပါစပါကြီးရလို့ရညောင်းကွာအင်းဆုံးတော့အောက်ပြန်ဆင်းရမယ်။မာကအဲ့ရယူမယ်။အယုံကကျိုးကစောင့်ရအောင်လားစောင့်လိုက်ပါမကွာနည်းနည်းCrafted တွေပဲ craft ရရှိတယ်ပါ maybe craft တွေရလဲtwo stage ကြံလေးရယ်two stage craft မယ်အဲ့တော့ soft နဲ့ဟွာရပြီ h ရပြီကြည့်လိုက်ပါဦးမယ်အာယုကတော့နှီးကွေးနေရပဲငါဘာလုပ်လို့လောက်ရမှမသိဘူးပုံမှာကဒီတကောင်လို့ရှိရော့ကောတီယူလိုက်တော့မယ်ရှင်တကယ်လုံးဝကျိုးကတကယ်လုံးဝကြားတယ်ကွာအဲ့တော့ယူနေတော့တူးခဲ့လိုက်တော့တော့ရှော့တယ်နော်အဲ့တော့ပိုကိုပြန်တက်မယ်ပုံမှာကနဘာရှော့သွားအိုးဟိုတောင်ပေါ်တက်မယ်ဟိုတောင်ပေါ်အဲ့တောင်ပေါ်ရင်သွား1 2 3တောင်ပေါ်ရောက်မှပြန်တွေ့ပါပဲကဲတောင်ပေါ်ကိုရောက်ပြီအိုး cherry ပိုင်ဦးပဲအားရဲ့သစ်ပင်ခုတ်စကီးနဲ့တွေ့သွားပြီရောငါသစ်ပင်ခုတ်မယ်ကွာဒါပေမဲ့သစ်ပင်ခုတ်ရနည်းနည်းကြာတယ်ကွာပြင်းစီရတယ်ကဲသစ်ပင်လည်းခုတ်ပြီးသားကြီးဆိုတော့ surprise လေးတိုက်စားရှိရဲအဲ့ကတော့တနန်းနောက်ကိုတော့ကြည့်လိုက်တော့ဒီမှာကျွန်တော်အိမ်လေးဆောက်ထားတာပစ္စည်းတွေကတော်တော်လေးဆူလိုက်ရတယ်မှန်တော့လုံးဝမိုက်တယ်ဒီမှာလည်းကျွန်တော်ဒီမှာအပင်လေးစိုက်တာဒီမှာစပါခရမ်းကျင်ဒီပေါ့နော်ဟုတ်ဟာတလုံးရခရမ်းကျင်ဒီရေပေါ့နော်ဒီမှာစပစ်ဒီမှာဖိုင်ရဖေးအများကြီးပဲအဲ့တော့ရောဒါရပြီးမှစားထားလိုက်မယ်တလုံးဝမိုက်တယ်နော်ဒီနောက်မှာကကြတော့ပါရှိမလဲပြမယ်စိတ်မဖို့နဲ့ဟိုတကယ်မမီးဖို့ကြောင့်ဒီမှာအချက်တင်ထေပဲမကပို့ပြတယ်ဒါလည်းဟိုဒီမှာတချင်းပွင့်နေဟာမထားမိထားပြန်လိုက်မယ်ရပြီတော့ဒီမှာအိမ်ဆုံးအိတ်လိုက်မယ်အိတ်လိုက်ပါဦးမယ်အိုင်ကျွန်တော်နိုးဆိုတော့ဒါကပြီးမှ
လောက်ပါကွာဒီရောတနန်နာလုံးဝပချီကာဟာဒါ chest ပြောအိုင်မနေဒီအိုင်အိုးပချီကာပြဆက်ရှိပြီဒီပချီကာရွာတကြီးစီရခိုးလာမလို့ရွာတကြီးစီရခိုးလာလဲဆိုရင်ဟိုဘက်နားလေးမှာရွာလေးရှိဟိုဘက်နားမှာရွာရှိတယ်ဘယ်နားမှလည်းမသိမေးနေပြီဟိုဘက်နားအဲ့ရလေးမဟုတ်လားတခြားလေးကြည့်မအေးအဲ့မဟုတ်အဲ့အိမ်မဟုတ်အဲ့တပင်မှတ်တာဘယ်နားမှလည်းမသိရှင်းနေဆက်သွားလိုက်မယ်ဘယ်နားမှရှိတော့မလဲမသိအပေါ်နည်းနည်းတက်ကြည့်မရအောင်ဟေးမရှိပါပြန်လာခဏစောဒီမှာအိမ်နဲ့မှာရွာနဲ့ကနီးလေးမို့လို့စောက်လိုက်တာပေါ့နော်ဒီမှာအရှိန်မှာကမှရွာတေတော့ထားလိုက်တော့ရောအိမ်ရှင်းပြန်မယ်နောက်ပိုင်းမှာအဲ့ရွာနဲ့ကုံရောင်းကုံဝယ်ရဲလောက်ရမယ်ပြီးတော့ဒိုင်းမွန်းနေလည်းရှာရအောင်မယ်အရင်ဆုံးတော့ပြစရာလေးရှိရပြအော်ဒါနဲ့အင်ကွန်ပေါ်ကြည့်လိုက်တနန်ဟောင်းနွမ်းနေအောင်လုပ်ထားပြီးတော့ဒီမှာသပင်လေးစိုက်ထားရပါတော့ဒီမှာကတကယ်လုံးဝခရမ်းကျင်သည်တကယ်လုံးဝအကောင်းစားကြီးပဲအကောင်းစားကြီးစိုက်တာနောက်ထပ်ကပါရှိသေးတယ်မပြစရာကျင်သေးပါလေပြစရာကျင်သေးတော့စဉ်းစားစမ်းအိုးကဆူတောင်းပြီးတော့တနန်ကဲစားပြစရာလေးရှိပါသေးရဲ့အဲ့တော့ဒီမှာ sandwich စားပြပါပဲငါ coffee တောက်လိုက်ပြီငါကရေကဲမုတ်စားကွာ sushi လဲတခါတည်းစားလိုက်မယ်အဲ့တော့ပြီးပြီကွာဒါနဲ့ကျွန်တော်ဗီဒီယိုကိုဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့ like လည်းမလုပ် subscribe လည်းလုပ်မတော့ဆိုရင်တော့ဒီဓာကြီးကကြည့်ရှုခဲ့တဲ့သူတွေအတွက်တက်သွားလိုက်မယ်နော်အဲ့တော့ဗီဒီယိုလေးကို like နဲ့ subscribe လေးလုပ်ပြီးတော့ကြပါ bye bye